အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာ data sync မှတ်ပုံတင်နည်းလေးကိုကျွန်တော်ပြပြပေးတော့မှာဖြစ်တယ်။ကဲဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ True application လေးရှိရမယ်။ဆိုတော့ True application လေးကျွန်တော်တို့ download ဆွဲပြီးပြီဆိုရင် True application လေးတဲ့ကိုဝင်လိုက်မယ်။ဒီနေရာရောက်ရင်ကျွန်တော်အပေါ်ဆုံးကလူပုံလေးကိုတစ်ချက်နှိပ်လိုက်မယ်။ကျွန်တော်တို့အပေါ်ဆုံးညာဘက်ထောင်းကလူပုံလေးကိုတစ်ချက်နှိပ်လိုက်မယ်။ Okay ဒီနေရာရောက်ရင်ကျွန်တော်အောက်လေးနဲ့ဆွဲချပြီးတော့ဒီမှာကျွန်တော်တို့ register sim prepaid ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်။ Okay ဒီနေရာရောက်ရင်ဒီမှာကျွန်တော်တို့ဒီ sim card မှာရှိတဲ့ကျွန်တော်တို့ power QR code လေးကိုကျွန်တော်တို့တစ်ချက် scan ဖတ်ရမှာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော် scan ဖတ်လိုက်မယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီနေရာလေးကိုရောက်သွားလိုက်မယ်ဒီနေရာလေးရောက်သွားရင်ကျွန်တော် Thai ID နဲ့ passport နှစ်ခုရှိတယ်ကျွန်တော်တို့က passport ကိုရွေးရမယ်။ Okay ကျွန်တော်တို့ကဒီမှာ passport ကိုရွေးမယ်ရွေးပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ passport number ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ passport စာအုပ်ထဲက passport နံပါတ်လေးကိုကျွန်တော်တို့ထည့်ရမှာဖြစ်တယ်။ Okay ဆိုတော့ဒီမှာကျွန်တော်တို့ passport နံပါတ်လေးကိုကျွန်တော်တို့တစ်ချက်ရိုက်ထည့်လိုက်မယ်။ Okay ရိုက်ထည့်ပြီးဆိုရင် Okay ကျွန်တော်ရိုက်ထည့်ပြီးဆိုရင်အောက်ဆုံးက next ဆိုတဲ့အနီရောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်။ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ next ကိုဆက်နှိပ်လိုက်မယ်။ Okay နောက်တစ်ဆင့်အနေနဲ့ဒီနေရာမှာကျွန်တော်တို့ passport ကိုကျွန်တော်တို့ scan passport စာအုပ်ရဲ့ကျွန်တော်တို့စာမျက်နှာကို scan ဖတ်ရမှာဖြစ်တယ်ဒီလိုလေးကျွန်တော်ဓာတ်ပုံရိုက်ပေးရမှာပြရိုက်ပြီးတော့ဒီလိုလေးနှိပ်လိုက်မယ်ဒါဆိုရင်သူကကျွန်တော် upload ဆိုပြီးတော့ပြနေတယ်Okay ဒီလို pass ဆိုပြီးတော့ဒီလိုလေးဖြစ်သွားရင်ကျွန်တော်တို့ next ကိုတစ်ချက်နှိပ်လိုက်မယ်Okay ဒါဆိုရင်ကျွန်တော်နောက်စာမျက်နှာမှာဒီလိုလေးကျွန်တော်တို့ဆိုတော့ဒီမှာနောက်စာမျက်နှာမှာကျွန်တော်တို့ရဲ့ passport number တွေပြီးတော့ကျွန်တော် name တွေကျွန်တော်မွေးနေ့တွေကိုအကုန်လုံးကိုကျွန်တော်တို့ဒီမှာမှန်ကန်အောင်ကျွန်တော်တို့ဖြည့်ရမှာဖြစ်တယ်ဆိုတော့ဒီမှာအကုန်လုံးကျွန်တော်တို့မှန်ကန်ဖြည့်ရမယ်ဖြည့်ပြီးအကုန်လုံးဖြည့်ပြီးဆိုရင်ကျွန်တော်တို့အောက်ဆုံးကconfirm information ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် Okay ပြီးရင်ဒီမှာကျွန်တော်တို့မျက်နှာကို scan ဖတ်ရမှာဖြစ်တယ်မျက်နှာကိုကျွန်တော်တို့တက်လေးကြည့်ပြီးတော့သူပြောတဲ့အတိုင်းလေးကျွန်တော်တို့ scan ဖတ်ပေးရမယ်ဒီမှာဆိုရင် blink your eye ဆိုတော့ကျွန်တော်မျက်နှာနှစ်ချက်ခတ်ခိုင်းတယ်ဒါဆိုရင်ရပြီမှန်ချင်လေးကိုနှိပ်လိုက်မယ် Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီ process လုပ်နေတယ် Okay ဒါဆိုရင်နောက်တစ်မျက်နှာရောက်ရင်ဒီမှာကျွန်တော်တို့ရဲ့ဒီထိုင်းနိုင်ငံလိပ်စာကိုကျွန်တော်ထည့်ရမယ်ဒီမှာ house number ဆိုတော့ဒီမှာအိမ်လိပ်စာထည့်ရမယ် Okay ဒီမှာကျွန်တော်တို့ province neighbor တွေကျွန်တော်ရွာတွေကျွန်တော်တိုင်းတွေအကုန်လုံးကိုကျွန်တော်တို့တစ်ခုချင်းကိုတေချာလေးကျွန်တော်ထည့်ရမှာဖြစ်တယ်Okay ဒီမှာကျွန်တော် zip code ဆိုတာကတော့ကျွန်တော်စာတိုင်းနံပါတ်လေးဖြစ်တယ်စာတိုင်းနံပါတ်မသိရင်တော့ကျွန်တော် Google မှာအလွယ်တကူရိုက်ရှာလို့ရတယ် Okay ကျွန်တော်အကုန်လုံးဖြည့်ပြီးဆိုရင်အောက်ဆုံးကကျွန်တော် I have read and accept ဆိုတဲ့ဟာလေးကိုအမှန်တလေးနှိပ်ပေးရမယ်ဒီမှာကျွန်တော်တို့ house number လေးကတော့ကျွန်တော်တို့တစ်ခုကျွန်တော်တို့တိကျမသိဘူးဆိုရင်လည်းရမ်းပြီးတော့ထည့်လိုက်လို့လည်းရပါတယ်Okay ဒီမှာကျွန်တော်တို့အကုန်လုံးဖြည့်ပြီးပြီဆိုရင်အောက်ဆုံးကI have read and accept ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင် confirm ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် Okay ဒီမှာ okay ဆိုတာလေးကိုတစ်ချက်ဆက်နှိပ်လိုက်မယ်Okay ဒါဆိုရင်နောက်တစ်မျက်နှာမှာကျွန်တော်ဒီနေရာမှာအောက်ဆုံးကကျွန်တော်အနီရောင်လေးနဲ့ accept ဆိုတာလေးကိုတစ်ချက်နှိပ်ရမယ် Okay ဒီလိုလေးကျွန်တော်အမှန်ကြီးလေးနဲ့ပြသွားပြီဆိုရင်ဒါဆိုရင်ကျွန်တော်တို့ရဲ့ detail sync cap ကမှတ်ပုံတင်ခြင်းကအောင်မြင်သွားပါပြီ back to home ကိုကျွန်တော်နှိပ်လိုက်လို့ရပြီ Okay ဒါဆိုရင်ဒီလောက်ဆိုရင်ကျွန်တော်ပြောသွားတာလေးကိုအားလုံးပဲနားလည်ကြမယ်လို့ထင်တယ်ကျွန်တော်ခုပြောပြပြီးသွားတာလေးကတော့ကျွန်တော်တို့ဒီ detail sync cap ကိုကျွန်တော်အလွယ်တကူ passport နဲ့မှတ်ပုံတင်တဲ့နည်းလေးကိုကျွန်တော်ပြောပြပြီးသွားတာဖြစ်တယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးကြတဲ့ကြောင့်ချင်းစီတိုင်းကိုအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ